အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Online Institute YouTube Channel မှာကြိုဆိုပါတယ်ဒီအစီအစဉ်လေးကတော့ဖြင့်ဆရာဦးအောင်နိုင်ရဲ့အစီအစဉ်ဖြစ်တဲ့ ACCA Foundation Level တွေက Recording Financial Transaction ဆိုတဲ့အပိုင်းလေးပဲဖြစ်ပါတယ်ခင်ဗျဒီကနေ့ဟာဆိုရင်ဖြင့်အပိုင်းနံပါတ်28ထိဖြစ်ပါတယ်အပိုင်းလေးတွေကတစ်ပိုင်းနဲ့တစ်ပိုင်းဆက်ဆက်နေတာဖြစ်တဲ့အတွက်ဒီအပိုင်းနံပါတ်28ကိုကြည့်ဖို့ဆိုရင်ရှေ့ကအပိုင်းနံပါတ်29ထိတော့လေ့လာပြီးသားဖြစ်ရပါမယ်နောက်တစ်ခုကဒီအစီအစဉ်လေးကတော့ဖြင့်သင်တန်းတင်ဆရာမများအတွက်ရည်ရွယ်ထားခြင်းတော့မဟုတ်ပါဘူးစင်ကိုင်ကိုအခြေခံကစပြီးစတင်လေ့လာသင်ယူနေကြသောအကြောင်းသူအကြောင်းသားများအတွက်သာဖြစ်ပါတယ်ခင်ဗျာဒီကနေ့ကျွန်တော်ပြောပြပေးသွားမှာကတော့ဒီ access အကြောင်းဖြစ်ပါတယ်ခင်ဗျာaccess ကတော့တနည်းအားဖြင့် item related to balance sheet ပေါ့ balance sheet ဆိုတာကလက်ကျန်ရှင်းတန်းဖြစ်ပါတယ်ရှေ့တစ်ပတ်တုန်းကကျွန်တော် expense တွေ income တွေအကြောင်းပြောခဲ့ပါတယ် item related to balance sheet လက်ကျန်ရှင်းတန်းနဲ့ပတ်သက်တဲ့အချက်လက်တွေဖြစ်ပါတယ်တနည်းအားဖြင့်ဒီဘက်မှာတော့ balance sheet ကို statement of financial possession လို့လည်းသုံးပါတယ်ဗျအခွန်များတာကတော့ SOFP statement of financial possession မှာအဲ့ဒီမှာအဓိကပထမဆုံးပြောချင်တာက asset ဖြစ်ပါတယ် asset ဆိုတာကျွန်တော်တို့ဒီ level မှာအလွယ်ပြောရင်တော့ရပိုင်ခွင့်လို့ပြောကြတာပေါ့ asset ရပိုင်ခွင့်ဖြစ်ပါတယ်အဲ့ဒီ asset မှာနှစ်မျိုးခွဲတွေ့ရပါတယ်တစ်ခုကတော့ fixed assetနောက်ပိုင်းကျရင်တော့ non current asset လို့ပြောင်းသုံးပါမယ်အခုလောလောဆယ်တော့ကျွန်တော် fixed asset လို့ပဲပြောတယ်အမှတ်1 fixed asset နောက်ပိုင်း non current asset လို့သုံးမယ်သူကတော့ပုံသေးရပိုင်ခွင့်ဖြစ်ပါတယ်တက်တန်းအားဖြင့်တော့တစ်နှစ်ကျော်ခံရပါမယ် fixed asset ပုံသေးရပိုင်ခွင့်တက်တန်းအားဖြင့်တစ်နှစ်ကျော်ခံမယ်နောက်တစ်ခုကတော့ current asset ပါ current asset ကတော့လက်ငင်းရပိုင်ခွင့်ပါတက်တန်းအားဖြင့်တစ်နှစ်အတွင်းဖြစ်တယ်အဲ့တော့ asset မှာနှစ်ခုပေါ့ fixed asset နဲ့ current asset ဖြစ်ပါတယ်အဲ့ဒီမှာ fixed asset တနည်းအားဖြင့် non current asset ကိုတရုပ်ခွဲကြည့်ရင် non current asset မှာဘာတွေပါတယ်လဲပြောရင်အဲ့ဒီ non current asset မှာနှစ်မျိုးခွဲပြီးတွေ့ရတယ် tangible ပေါ့ tangible fixed asset ကကင်တွယ်ထိတွေ့လို့ရတဲ့ asset ဖြစ်ပါတယ် tangible fixed asset ဒီကင်တွယ်ထိတွေ့လို့ရတဲ့ asset ပါ intangible ကတော့ကင်တွယ်ထိတွေ့လို့မရတဲ့ asset ဖြစ်ပါတယ်အဲ့တော့ tangible မှာဘာတွေရှိလဲကင်တွယ်ထိတွေ့လို့ရတဲ့ asset ဒီနံပါတ်1က land မြေကြီးဒီကင်တွယ်ထိတွေ့လို့ရတဲ့တက်တန်းအားဖြင့်လည်းတစ်နှစ်ကျော်ခံပါတယ် land ပြီးတော့ရင်တော့ building လို့ခေါ်တယ်အဆောက်အဦပေါ့နော် building ကို premises လို့လည်းသုံးပါတယ် building လို့လည်းသုံးမယ် premises လို့သုံးပါမယ်အဆောက်အဦတနည်းအားဖြင့်အဆောက်အဦအဲ့ဒီ premises မှာနှစ်မျိုးခွဲတွေ့ရတယ် freehold premises နဲ့ leasehold premises freehold premises ဆိုတာဘိုးဘွားပိုင်အဆောက်အဦလို့ခေါ်ပါတယ် freehold premises ဒီဘိုးဘွားပိုင်အဆောက်အဦ leasehold premises ကတော့ဂယံပိုင်အဆောက်အဦလို့ခေါ်ပါဂယံပိုင်အဆောက်အဦလို့ခေါ်ပါတယ်နောက်တစ်ခုကတော့ furniture feature လို့လည်းသုံးပါတယ် fitting လို့လည်းသုံးမယ်ဒါကြတဲ့လည်း feature and fitting လို့ furniture and fitting လို့ပေါ့ပရိဘောဂနဲ့တက်ဆင်ပစ္စည်းတွေဖြစ်ပါတယ်ပရိဘောဂနဲ့တက်ဆင်ပစ္စည်းတွေပါနောက်တစ်ခုကတော့ machinery ဆက်ပေါ့နော်နောက် plant လို့လည်းသုံးတယ် equipment လို့လည်းသုံးပါတယ်ဒါကြတဲ့လည်း plant and equipment လို့လည်းသုံးပါတယ်ခင်ဗျနောက်ဘာရှိမလဲဆိုတော့ motor van နော် motor van ရှိမယ်နောက် motor vehicle motor lorry ပေါ့ဗျာနော်ဒါတွေကတော့ fixed asset tangible fixed asset ပေါ့ကင်တွယ်ထိတွေ့လို့ရတဲ့ fixed asset ဖြစ်ပါတယ်ကင်တွယ်ထိတွေ့လို့ရတဲ့ fixed asset ပေါ့နောက်တစ်ခုက intangible ပေါ့ကင်တွယ်ထိတွေ့လို့မရတဲ့ fixed asset ကဘာတွေရှိလဲလို့ပြောရင်ကျွန်တော်တို့ investment ဆိုတာယင်းနှိမ့်မြုပ်နှံမှုဖြစ်ပါတယ် investment ဒီယင်းနှိမ့်မြုပ်နှံမှုဖြစ်ပါတယ်ကျွန်တော်တို့ဒီသင်တန်းတွေတက်ကြတယ်စာတွေလေ့လာကြတဲ့အခါမှာအချိန်တွေ investment လုပ်တယ်ငွေကြေးတွေ investment လုပ်ကြတယ်ရလာတဲ့အသီးအပွင့်တွေဒီကင်တယ်ထိတွေ့လို့မရဘူးเนาะအဲ့တော့ diploma တွေပြီးရသွားတယ် master တွေရသွားတယ်အဲ့လိုရသွားလို့ဟုတ်လားနေရတစ်ဖက်ကြီးလာတာတို့ဒါတွေလုပ်လို့မရဘူးเนาะကင်တယ်ထိတွေ့လို့မရဘူး investment နောက်တစ်ခုကတော့ go away ဆိုတာနာမည်ကောင်းဖြစ်ပါတယ်ခင်ဗျ
ကိုဝေသည်နာမည်ကောင်းလုပ်ငန်းအောင်မြင်နေတဲ့နာမည်ကောင်းကိုဆိုလိုတာဖြစ်ပါတယ်အောင်မြင်နေတဲ့နာမည်ကောင်းဖြစ်ပါတယ်အဲ့ဒါကတော့ intangible fair asset ဖြစ်ပဲ intangible fair asset မှာ investment ယင်းနှိမ့်မြုပ်နှံမှုကိုဝေသည်နာမည်ကောင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီ current assets မှာဘာတွေပါတယ်လဲပေါ့ current asset မှာဘာတွေပါတယ်လဲဆိုရင်နံပါတ်1ကတော့ stock တနည်းအားဖြင့် stock ကို inventory လို့လည်းခေါ်တယ်အဲ့ဒီ inventory ကတော့ကျွန်တော်တို့ closing inventory ဖြစ်ပါတယ်เนาะ closing inventory ဖြစ်ပါတယ်နောက်တစ်ခုက data တနည်းအားဖြင့်တော့ receivable လို့လည်းသုံးမယ်ရာရန်ရှိနံပါတ်3ကတော့ prepaid တနည်းအားဖြင့်တော့ other receivable ပါနံပါတ်4က bank နံပါတ်5က cash current asset အောက်မှာတော့5မျိုးရှိမယ်เนาะ closing inventory receivable prepaid bank cash ပါနောက် level တွေကျတော့ bank နဲ့ cash ကိုပေါင်းပြီးသုံးပါတယ် cash and cash equivalent ငွေနဲ့ငွေကဲ့သို့ဂုဏ်ရည်တူပစ္စည်းလို့လည်းသုံးကြပါတယ်ဒါကတော့ current assets ပါနောက်နံပါတ်4အနေနဲ့ဘာပြောချင်တယ်လဲဆိုရင် current liability ပါလက်ငင်းပေးရန်တာဝန်ဖြစ်ပါတယ် within 1 year ပါတနည်းအားဖြင့်တော့တစ်နှစ်အတွင်းဆက်ရမယ့်အကျွေးဖြစ်ပါတယ် current liability ဒီ within 1 year ပါတစ်နှစ်အတွင်းဆက်ရမယ့်အကျွေးအဲ့ဒီအောက်မှာရှိမှာက creditor တနည်းအားဖြင့်တော့ payable ပေါ့နောက် accrue expense other payable လို့လည်းသုံးပါတယ်နောက်တစ်ခုတော့ bank overdraft ဘဏ်မှပို့ထုံးငွေဖြစ်ပါတယ်ခင်ဗျနံပါတ်Dအနေနဲ့ပြောချင်တာကတော့ long term liability တနည်းအားဖြင့်တော့ non current liability ဖြစ်ပါတယ်ကာလရှည်ပေးရမယ့်အကျွေးပါတနည်းအားဖြင့် more than 1 year ပေါ့တစ်နှစ်ကျော်မှဆက်ရမယ့်အကျွေးလို့လည်းသုံးပါတယ်အဲ့ဒီမှာရှိမှာကနံပါတ်1 loan ဆိုတာချေးငွေပေါ့နော် debenture ဆိုတာကငွေချေးစာချုပ် loan note ကလည်းချေးငွေပါပဲဗျဒီကနေ့ကျွန်တော်ပြောသွားတာကတော့ဒီ assets နဲ့ liability အကြောင်းလေးတွေပြောသွားတာဖြစ်ပါတယ်အဲ့တော့ဒီဘိုင်းလေးမှာတော့ကျွန်တော်ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်အဲ့တော့ဒီအစီအစဉ်လေးကိုကျွန်တော်တို့ရဲ့ online institute YouTube channel မှာအပတ်စဉ်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ